မင်္ဂလာပါ Great English ကနေပြီးတော့မှပြောင်းလဲကြိုဆိုပါရစေ။အဲ့တော့ဒီတစ်ပတ်မှာတော့ဖတ်စာအုပ်မှာပါတဲ့ re ဆိုတဲ့ဒီ preface အကြောင်းကိုရှင်းပြမှာဖြစ်တယ်။အဲ့တော့ဒီစကားလုံးတစ်လုံးရဲ့အရှိမ re နဲ့လာပြီးတော့မှစလေးရှိတဲ့စကားလုံးပေါ့နော်။ဒီစကားလုံးတွေကဘာကိုဆိုလိုလဲဆိုလို့ရှိရင်နောက်တစ်ခါပြန်ပြီးတော့မှလုပ်တယ်လို့ဆိုလိုပါတယ်။နော် again ကိုဆိုလိုတယ်။ဒါမှမဟုတ်လို့ရှိရင်back နော်ပြန်ပြီးတော့လှုပ်တာမျိုးပေါ့နော်အဲ့ဒါကိုဆိုလိုပါတယ်အဲ့တော့ဒီသူ့ရဲ့လှုပ်ဆောင်မှုကတော့ဒါ verb action ဖြစ်ပါတယ်ကရိယာပုံစံနဲ့လှုပ်ဆောင်တယ်အဲ့တော့ example အနေနဲ့ကြည့်မယ်ဆိုရင်ဥပမာအဖြစ် do ကနေပြီးတော့မှဆရာတို့က redo ကိုပြောင်းမယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်တည်တော့ do it again ပေါ့နော်နောက်တစ်ဖန်ပြန်ပြီးတော့မှလှုပ်တာပေါ့နော် rewrite ဆိုလဲဒီတိုင်းပဲ write again နောက်တစ်ခါပြန်ပြီးတော့မှရေးတာrebuild ဆိုလို့ရှိရင် rebuild again ပေါ့နော်နောက်တစ်ခါပြန်ပြီးတော့မှနောက်တစ်ဖန်ပြန်ပြီးတော့မှတိဆောက်တာ restart ဆိုလို့ရှိရင် restart again revisit ဆိုလို့ရှိရင် revisit again ပေါ့နော် reclaim ဆိုလို့ရှိရင် claim back နောက်တစ်ခါပြန်ပြီးတော့မှဒါပြောဆိုတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်